လေစိတ်မှာရှိုးမနီးပြဖို့လိုမလို့ဆိုတာကကိုသွားတဲ့ဗီဇာအမျိုးအစားနဲ့သွားတဲ့နိုင်ငံပေါ်မူတည်ပါတယ်နံပါတ်1ဘယ်လိုချိန်မျိုးတွေမှာရှိုးမနီးပြရလဲတိုးရီဗီဇာနဲ့သွားတဲ့အခါမှာနိုင်ငံတော်တော်များများရဲ့လေစိတ် immigration တွေမှာအလက်ပတ်ဗီဇာနဲ့လာတာဖြစ်တဲ့အတွက်ကိုသူတို့နိုင်ငံထဲမှာနေထိုင်စားတောက်ဖို့စရိတ်လုံလောက်ရှိရလားဆိုတာကိုမေးကြည့်တတ်ကြတယ်။ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်သူတို့သတ်မှတ်ထားတာတော့အနည်းဆုံးဘတ်2000ရှိုးမနီးပြရတယ်။ UAE မှာဆိုလို့ရှိရင်လည်း AED က3000နဲ့5000ဝန်းကျင်ကိုရှိုးမနီးပြရတယ်။ဒူဘိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်း AED 3000နဲ့5000ကျားကိုရှိုးမနီးပြရတယ်။လေစိတ်မှာရှိုးမနီးကိုဘယ်လိုပုံစံမျိုးနဲ့ပြလို့ရလဲ။ရှိုးမနီးကိုငွေသား cash အနေနဲ့ဒေါ်လာသို့မဟုတ်သူတို့နိုင်ငံသုံးပတ်စံအဲ့ဒါတွေကိုပြလို့ရပါတယ်နောက်တစ်ခုကတော့ proof of fund လို့ခေါ်တဲ့ credit card တွေ digital account တွေကငွေကြေးတွေသို့မဟုတ်လောလောလတ်လတ်ထုတ်ထားတဲ့ bank statement အစစ်အမှန်တွေကိုပြလို့ရပါတယ်show money ကလူတိုင်းကိုစစ်တာမဟုတ်ပါဘူးတစ်ခါတလေမှာသူတို့က random check အနေနဲ့စစ်တာဖြစ်ပါတယ် show money ကိုမပြချင်ဘူးဆိုရင်ကိုကအပြန်လေလက်မှတ်တွေ hotel booking တွေပြည့်ပြည့်စုံစုံကိုစီစဉ်သွားမယ်ဆိုရင် show money ကိုပြခိုင်းမဲ့အခွင့်အလမ်းကတော့နည်းသွားတတ်ပါတယ် show money ပြခိုင်းတဲ့အခါမှာဆိုရင်အမှန်တိုင်းဖြေဖို့ကအရေးကြီးပါတယ်ကို့မှာငွေသားမပါသွားဘူးဆိုလို့ရှိရင်ပတ်စံပေးပြီးသား hotel booking တွေပြတာအပြန်လေလက်မှတ်တွေပြတာကိုယ့်ရဲ့ credit card တွေပြတာနဲ့ mobile banking ထဲမှာငွေအရှိချောင်းကိုပြည့်ပြည့်လဲလဲရှင်းပြဖို့လိုပါတယ်အချက်အဖြစ်ပြောရမယ်ဆိုရင်လေစိတ်မှာ show money ကိုပြကောင်းပြရပါလိမ့်မယ်တစ်ခါတလေမှလည်းမပြရပါဘူးဒါပေမဲ့ကိုကခီးသွားတဲ့စရိတ်အနေနဲ့အစင်းသင်းဆောင်သွားရင်တော့အကောင်းဆုံးဖြစ်ပါတယ်ဒီလိုမျိုးခီးသွားဖို့အတွက်ကိုလိုအပ်တဲ့အကြံဉာဏ်နဲ့ဆွေးနွေးမှုတွေကိုအသေးစိတ်လိုချင်တယ်ဆိုရင်တော့အခုပဲဒီစာလို့စီမှာဗီဇာလျှောက်ထားမယ်လေရင်လက်မှတ်ဝယ်ထားမယ်ဆိုရင်ဒီလိုအပ်တဲ့အသေးစိတ်ကိုလည်းဆွေးနွေးအကြံပေးသွားတာမို့လို့ဒီစာလို့စီကိုဖုန်းခေါ်ပြီးတော့ခီးစဉ်အသေးစိတ်ကိုပြပြပြီးတော့လိုအပ်တဲ့အကြံဉာဏ်ပေးချက်တွေကို free ရယူလိုက်ပါရှင်အားလုံးနဲ့စင်ပြေပြေနဲ့ခီးတွေအများကြီးသွားနိုင်ကြပါစေရှင်အဲဒီစာပါ